အလေးအကျင့်ကောင်းတစ်ခုကိုစလုပ်လိုက်တယ်ခဏနေတော့ပျောက်သွားရောဒီလိုမျိုးဖြစ်ဖူးကြမှာပါအဲ့ဒါကဘာလို့လဲဒီနေ့တော့ Atomic Habits စာအုပ်ထဲကအဓိကကျတဲ့ framework တွေကိုသုံးပြီးတော့ရေရှည်ခိုင်မဲတဲ့အပြောင်းလဲတွေဘယ်လိုဖန်တီးမလဲဆိုတာကိုအတူတူကြည့်သွားကြမှာပါကဲဟုတ်ပြီဒါဆိုရင်အထီးကကြတဲ့မေကွန်းတစ်ခုအရင်မေးကြည့်ရအောင်ဘာဖြစ်လို့များအလေးအကျင့်တွေကခဏပဲခံပြီးပုံစံဟောင်းကပဲအလွယ်တကူပြန်ရောက်သွားရတာလေအဖြေကကျွန်တော်ထင်ထားတာထိုင်များပုံနဲ့ပါတယ်အဲ့ဒီအဖြေကိုနားလည်ဖို့ထုတ်ပေါ့နော်စောက်ထဲမှာအရန်ကောင်းတဲ့ဥပမာတစ်ခုပေးထားတယ်ကျက်သွနီတစ်လုံးကိုမြင်ရောက်ကြည့်လိုက်ပါအလွာတဲ့အထက်ချက်ရှိရဟုတ်အောင်မြင်တဲ့အလေးချင်းတစ်ခုဒီစောက်တယ်ဆိုတာကအပေါ်ရင်အလွာကနေစတာမဟုတ်ပါဘူးအထဲဥတိုင်းကနေစရတာပါဆိုတော့အဲ့ဒီကျက်သွနီဥပမာအကြိုက်ပါပဲကျွန်တော်တို့ရဲ့အပြုမူပြောင်းလဲခင်းမှာလဲအလွာ၃လွာရှိတယ်လူအများစုကဘာလို့မအောင်မြင်လဲဆိုတော့မားတဲ့အလွာကနေစလို့ပါပဲအပေါ်ဆုံးအပြင်ဘက်ဆုံးအလွာကတော့ရက်လက်တွေ outcomes တွေပေါ့ဥပမာ weight 10 kg ကြာချင်တယ်လို့စာအုပ်တအုပ်ရေးပြောင်းလုပ်မယ်လို့မျိုးရည်မှန်းချက်တွေချတာလေအများစုကဒီနေ့စားကြတာဒါပေမဲ့ဒါကအပေါ်ရန်အကြဆုံးပါပဲအဲ့ဒီအောက်ထက်ဆင်းလိုက်ရင်တော့လုပ်ငန်းစဉ်ဒီ processes တွေကိုတွေ့ရမယ်ဒါကပါကိုပြောတာလဲဆိုတော့ gym တွားဖို့ plan ဆွဲတာမျိုးနေတိုင်းစာတင်မျက်နှာရေးမယ်လို့ဆုံးဖြတ်တာမျိုးပေါ့အရင်ကထက်ကပိုကောင်းလာပြီဒါပေမဲ့တကယ်တော့ချက်ကဒါမဟုတ်သေးပါဘူးတကယ်အပြောင်းလဲရဲ့အရင်မြစ်ဥတိုင်းကတော့ identity ပါပဲကိုဘယ်လိုလူလဲဆိုရဲကိုအပေါ်ထားတဲ့ယုံကြည်ချက်ကိုပြောင်းလဲတာကိုဆိုလိုလာပါဥပမာငါကကျမရေးလိုက်စားတဲ့သူတယောက်ဆိုတဲ့ခံယူချက်မျိုးပေါ့အဲ့ဒီနေစားတဲ့အပြောင်းလဲကမှတကယ်ခိုင်မေးတာပါစာအုပ်ထဲမှာဒီအချက်ကိုအရင်ထိမိတဲ့စကားတစ်ခုနဲ့ပြောထားတယ်ရေမန်းချက်ကစာအုပ်တော့ဖတ်ဖို့မဟုတ်ဘူးစာဖတ်သူတယောက်ချစ်လာဖို့ပဲတဲ့ဝေါအยังမိုက်တာပဲနော်ဝေးချိုးဖို့စူးစမ်းတာထက်ကျမ်းမာတဲ့လူတယောက်လိုနေထိုင်ကြည့်လိုက်တာကပို့အဓိပ္ပာယ်ရှိတယ်ကိုယ့်ရဲ့ identity ကပြောင်းသွားပြီဆိုရင်လေအပြုတ်မှုတွေကအလိုလိုလိုက်လာတော့တာပါဟုတ်ပြီဒါဆိုအဲ့ဒီကျမ်းမာတဲ့လူစာဖတ်သူဆိုတဲ့ identity မျိုးကိုဘယ်လိုတိစောက်မှာလဲဒီမှာပဲအရန်ကိုလက်တိကျတဲ့နီးလန်းတွေဝင်လာပါပြီအဲ့ဒါကတော့အပြုမှုပြောင်းလဲခြင်းဆိုင်ရာနေရာမှာ၄ခုပဲဖြစ်ပါတယ်ဒီနေရာမှာ၄ခုကတအဲကိုရိုးရှင်းပြီးအားလုံးအတွက်မှတ်ရလွယ်ပါတယ်ကြည့်လိုက်ရအောင်အလေးချင်းကောင်းတစ်ခုကိုတိဆောက်ခြင်းလားဒါဆိုအဲ့ဒီအကျင့်ကိုမြင်သာအောင်လုပ်ဆွဲဆောင်မှုရှိအောင်လုပ်လွယ်အောင်လုပ်ပြီးတော့ကျင့်တတ်စာဖြစ်အောင်လုပ်အကျင့်ဆိုးတစ်ခုကိုဖျောက်ခြင်းကိုလွယ်ပါတယ်အဲ့ဒါလေးရဲ့ပြောင်းပြန်ကိုလုပ်လိုက်ရုံပါပဲအခုပြောခဲ့တဲ့နေရာမှာ၄ခုကဒီတိုင်းအကျင့်ကောင်းလေးတွေပေးထားတာမဟုတ်ဘူးနော်ကျွန်တော်တို့ရဲ့ဦးနှောက်ခဲမှာအလေးအကျင့်တွေကဘလို့ဖြစ်ပေါ်လာတယ်လဲဆိုတဲ့သိပ္ပံနည်းကျအခြေခံပေါ်မှာတည်ဆောက်ထားတာတကယ် science ရှိပါတယ်အလေးအကျင့်တိုင်းကောင်းတာရောဆိုးတာရောအားလုံးမှာအစင်လေးစင်ပါတဲ့စပုံတစ်ခုရှိတယ် habit loop လို့ခေါ်တာမို့ပထမဆုံးက Q အချက်ပြမှုပြီးရင် craving တောင့်တမှုပြီးတော့ response တုံ့ပြန်မှုနောက်ဆုံး reward ဆူလာဥပမာတစ်ခုကြည့်ရအောင်ဖုန်းက notification တက်မြင်လာတယ်ဒါက Q အဲ့မှာဘယ်သူ message ပို့လဲဆိုပြီးသိချင်စိတ်ကတက်လာတော့ဒါက craving ဆိုတော့ဖုန်းကိုဖွင့်ကြည့်လိုက်တယ်ဒါက response အချိန်က message ကိုဖတ်လိုက်ရတော့ကြည်နက်သွားရင်ဒါက reward အကျင့်အလုံးဒီပုံစံအတိုင်းပဲအလုပ်လုပ်တာပါအဲ့ဒီမှာတဲ့အားလုံးကချိတ်ဆက်သွားပါပြီကျွန်တော်တို့အစောကပြောခဲ့တဲ့နေရာမှာ၄ခုနဲ့ခုနက habit loop ကတစ်ခုနဲ့တစ်ခုတိုက်ရိုက်ဆက်ဆက်နေတာပါမြင်သာအောင်လုပ်ပါဆိုတဲ့ပထမနေရာမှာက Q ဆိုတဲ့အချက်ပြမှုကိုထိန်းချုပ်ဖို့ပဲဆွဲဆောင်မှုရှိအောင်လုပ်ပါဆိုတာက craving ကိုတိုးမြှင့်ခဲ့ဖို့တွေ့လားနေရာမှာတစ်ခုချင်းစီကအလေးချင်းစအိုးနဲ့အဆင့်တစ်ခုချင်းစီကိုတိုက်ရိုက်သွားပြီးထိန်းချုပ်ဖို့ဒီဇိုင်းလုပ်ထားတာပါဒါကြောင့်အထူးအကြုံ takeaway ကဘာလဲဆိုတော့ဘာလို့ချင်လဲဆိုတာထက်ဘလို့လူဖြစ်ချင်တယ်လဲဆိုတာကိုအရင်ဆုံးဖြတ်ပါ identity ကိုအရင်ဆုံးဖြတ်ပြီးရင်အဲ့ဒီလိုလူတယောက်လုံးမဲ့အသေးငယ်ဆုံးအသေးဆုံးလို့ရတဲ့ခုကိုနေတိုင်းလုပ်ချပါအခုပဲကိုမေးကြည့်လိုက်လေကိုဖြစ်ချင်တဲ့ identity အတွက်ဒီနေ့ချစ်ချင်းစားလုပ်နိုင်မဲ့2မိနစ်ပဲကြာမဲ့အသေးဆုံးအလေးချင်းလေးတစ်ခုကဘာဖြစ်နိုင်မလဲ